ကိုမောင်မောင်ဟိုဒီနေ့အတွက်ရက်ပလင်းတော့မပေးရသေးဘူး နေပါစေမခင်မမ ရှင် ကျွန်တော်အရက်မတော့တော့ပါဘူး ရှင်ဟိုကျမကိုစိတ်ဆိုးသွားလားကိုမောင်မောင် ကျွန်တော်အရက်ပြတ်နေတာကြားလာပါပြီ ရှင်အရှိပြတ်နေတာကြာပြီဟုတ်လား ဟုတ်တယ်